ရွာမှာနှစ်ပေါင်း900ကျော်ကြာအိုင်လီနဲ့ကိုပူဇော်ပွဲကျင်းပခဲ့တာရှိတယ်အပြိုစင်မိန်းကလေးတွေကပဲဒီပူဇော်ပွဲကိုပြုလုပ်ခွင့်ရပါတယ်အဲ့ဒီရွာကမိန်းကလေးတွေအသက်မွေးဝမ်းကြောင်းရောက်တာနဲ့မင်္ဂလာဆောင်ပြီးလိုက်ကြတယ်ရှစ်တန်းကျောင်းနေတော့အရွယ်ရောက်လာတဲ့မိန်းကလေးတယောက်ကျောင်းပါပဲသူမစိတ်မပါဘဲနဲ့ပစ္စည်း30သားနဲ့ငွေ3သိန်းကိုပေးပြီးသမီးလေးကိုလည်းထပ်ပေးလိုက်ကြတယ်အခုအဲ့ဒီမျိုးကကျောင်းကြီးကအထက်တန်းအောင်စာမေးပွဲမှာဂုံတူးထွက်တဲ့ကျောင်းသားတွေရဲ့အမိစင်းကိုရေးဆွဲဖို့အတွက်ဘိုးအဖွဲ့ကိုလာရောက်တက်ဆင်နေတယ်အဲ့ဒီရွာကဆရာတယောက်ကဒါကိုကြည့်ပြီးကျောင်းကကလေးတွေဘယ်သူမှ10တန်းအောင်တာမရှိဘူးမိန်းကလေးတွေဆိုရင်နဝမန်နဲ့တောင်ကြော်တာမရှိဘူးလို့ပြောပြီးရဲပါတယ်တင်ငန်းမန်းခွင့်ကအလုံးမှာသူ့နာမည်ကိုပုတ်ပေါ်မှာရေးထားတယ်ဒါကိုကြည့်ပြီးကျောင်းဟိုကြီးကမင်းဆောင်မဝဲအောင်ရင်နာမည်ကိုကိုယ်တိုင်စေးတုပ်ပြီးရေးပေးမယ်လို့ပြောတယ်ဒါနဲ့အဲ့မျိုးကိုဆရာဝန်ရောက်လာပြီးသူ့ရဲ့စတီတိုစကုပ်ယူပြီးကစားနေတယ်ဒါအောင်မြင်တဲ့ကျောင်းဟိုကြီးကသူ့နှလုံးခုန်တောင်သူ့ကိုကြားအောင်လုပ်ပေးတယ်ဒီလိုစတီတိုစကုပ်တွေတုံးရရင်ဆရာဝန်ဖြစ်ရမယ်လို့ပြောကြတယ်ဒါကြောင့်တမီလူလည်းဆရာဝန်ဖြစ်ချင်စိတ်ပေါက်နေတယ်ထိုင်းနိုင်ငံကကလေးမလေးတယောက်ကအရွယ်ရောက်လာတာကိုစဉ်းစားရင်ပျော်ရွှင်စွာနဲ့ကစားနေပါတယ်အဲ့ဒီကလေးမလေးကိုကြောင်းမပို့ပဲအိမ်ရဲ့အလုပ်အားလုံးသူမကိုပဲလုပ်ခိုင်းနေပါတယ်သမီးလေးကတော့မရလာဘူးသူ့မှာဖြစ်နေတာတွေအကုန်ပြောပြီးတအားငိုနေတယ်မင်္ဂလာဆောင်လဲပေးစားတော့မယ်နီလဲအပြုတ်မဖြစ်ပါနဲ့တော့လို့ပြောပြီးငိုနေတယ်